ဘလို့ကျွန်တော်ကအန်ကဲကိုဖြည့်စည်းတယ်မဟုတ်တာဗျာဘာမဟုတ်ရမှာလဲရှင်ကဒယ်ရီကိုရွယ်တူတငယ်ချင်းတွေလိုမျိုးမလေးမစားဆက်ဆံနေဘားတွေကလတ်တွေ KTV တွေကိုလည်းမရောက်ရအောင်ရှင်ပဲခေါ်သွားတယ်ကျမဒယ်ရီကလေအစအဲ့လိုမျိုးဘဲမှသွားတတ်တာမဟုတ်ဘူးမေကျွန်တော်အထင်လွဲနေပြီကျွန်တော်ကသာအရင်တော့အဲ့လိုနေရာမျိုးတခါမှတော့ရောက်ဘူးတဲ့ကောင်မဟုတ်ဘူးအန်ကဲခေါ်မှနေရာဆုံးအောင်ကျွန်တော်ရောက်တာရှင်ပြောချင်တာဒယ်ရီကပဲရှင်ကိုဖျက်ဆီးတယ်ပေါ့လေဟဟလားဟမ်ဖြစ်မှဖြစ်ရလေရှင်ထားလိုက်ပါတော့ကျမဆက်ပြောနေလေရှင်လှည့်ပတ်ပြီးတော့လိန်နေအောင်ပါပဲကျမသိချင်တာရှင်နဲ့ဒယ်ရီနဲ့ကလေအချိန်ပြည့်တူနဲ့အဲ့ဒါဘာတွေပြောနေတာလဲဘာကိစ္စလဲမင်းကိုစိတ်ဆင်းရဲမှာဆိုလို့ပြောပြတာပဲဖြစ်မှာပါဟိုတိုင်းမဲ့မင်းကျွန်တော်ရဲ့ပုံမှာတမျိုးထင်နေမှာဆိုလို့ကျွန်တော်အမှန်တိုင်းပြောပြပါမင်းနဲ့ကျွန်တော်နဲ့ကိုအမြန်ဆုံးအိမ်တော်ချပေးလိုက်ရင်ဟိုကောင်းလက်ကနေမင်းလွတ်သွားမယ်ရှင်စော်ကားလာ ਈ လားရှင်ရောက်မှလာ ਈ လားကျွန်တော်ဘာမှရုံမှလို့လဲဗျာအငယ်ပြောတဲ့အတိုင်းပဲကျွန်တော်ပြန်ပြီးပြောပြရတာလीအဲ့တော့ရှင်ကဘာပြန်ပြောလိုက်လဲကျွန်တော်စဉ်းစားပြရစေအောင်အငယ်လို့ပဲကျွန်တော်ပြန်ပြောလိုက်ပါတယ်ရှင်ဒီမှာပေါ်တဲ့ရှင်ရုပ်ကိုတစ်ခါမထိန်ခတ်တာကိုမောင်တိန်ရှင်လူမဟုတ်လားလူဆိုရင်ကြီးမှုရှိရတယ်ရှင်သူမင်းနဲ့မပတ်သက်ချင်တာလဲမင်းသိပါတယ်ရှင်မဆက်ကအဲ့လိုစကားမျိုးတွေပြောထက်တော့ရှင်မရှက်ဘူးလားရှင်မရှက်ပေမဲ့ကျမတော့အရန်ရှက်တယ်အဲ့လိုမဟုတ်ပါဘူးဝါလေးရဲ့ဘာဝါလေးလဲဟိုဝါကြီးရဲ့ဘာဝါကြီးလို့ဝါစကောစကားကျမနဲ့စကားဝါတာဘယ်နာနာတာလဲဘိုက်ကနာနေတာရှင်မေးတော့မဟုတ်ဘူးလေမေးမှဖြေပါသူစားအဖျားရင်တိုင်းလိုက်ဟုတ်ကဲ့မခလေးကဦးတက်ရောင်လားသူစားခလေးဖျားအဖျားတရားနဲ့ရှိရမလိုဟန်ခွဲရမယ်နော်တားမရလဲခွဲဖို့ဩခွဲလို့ခလေးနောက်ဆုံးဘယ်အချိန်ကအစားစားတာလဲကျွန်တော်မသိဘူးသူနဲ့မတည့်တဲ့ဆေးတွေပါရောရှိလားအဲ့ဒါလည်းကျွန်တော်မသိဘူးရှစ်ဘလို့ခလေးဖေးလဲခလေးကြောင့်တော့ဘာမှမသိဘူးလားအသက်ဘယ်လောက်လဲ30ဘာရှစ်ဟိုမယုံလို့လားမယုံရင်ကျွန်တော်မှတ်ပုံနေပြမယ်ရှစ်အသက်ကိုမေးနေမှာမဟုတ်ဘူးလေခလေးအသက်ကိုမေးနေတာဩခလေးတက်လားဒီကောင်10နှစ်လို့တော့ပြောရတယ်ကျွန်တော်မသိဘူးဒီကောင်15နှစ်လောက်ရှိ